မင်းကလေးတွေလှကျင်နေပြင်လိုက်ကြတယ်ကိုစိတ်ထားလှအောင်တော့မပြင်ဘူးရုပ်ကိုပဲပြင်နေကြတယ်မင်းကလေး၃ယောက်မျက်နှာချင်းဆိုင်လာတယ်အလဲကမင်းကလေးကလှလိုက်တာကြောင်းသူကလေးအလဲကမင်းကလေးက၃ယောက်ထဲမှာဖြစ်ချောဆုံးမှာပဲလို့လှမ်းကြည့်နေတော့အဲ့ဒီမင်းကလေးကမဲ့ကရွဲ့ကနေအတင်းနေတုတ်နေတယ်ဟာသွားပြီမလှတော့ဘူးကျွန်တော်စိတ်ထဲမှာအောင်းမိသူ့ရဲ့အမေအမအတော်တွေကလေးကိုပြုတ်ရင်မပေးကြပါလားပြုတ်ရင်မပေးကြဘူးသမီးရဲ့မဲ့ကရွဲ့ကသူများအတင်းနေမပြောနဲ့သမီးရဲ့အလှပြက်တယ်မင်းကလေးတွေမဲ့ကရွဲ့ကပြောပြီးဆိုရင်တော့သိကြတယ်အဲ့ဒါအတင်းတုတ်နေတာပဲအကောင်စကားမဟုတ်ဘူးအဲ့ဒီခါမှာအလှပြက်တယ်ယောက်ျားမဲ့ကရွဲ့ကပြောတာနဲတယ်ရှိတော့ရှိတယ်ယောက်ျားမဲ့ကရွဲ့ကပြောရင်ပူဆိုးတယ်စိတ်ကောင်းကလေးရှိရင်ဥပရိယုတ်တယ်လှကိုအလှပညာဇံပါစိတ်ကောင်းရှိခြင်းဖြင့်မြင့်အောင်မြင့်ပါဝါကြွားပြီးတော့သိတော်တာပဲငါသိတတ်တာပဲလို့မြင့်ကျင်လို့ကြွားဝါပြီးတော့မမြင့်ပါနဲ့ဝါကြွားရင်မမြင့်ပါဘူးကျွန်တော်ပြင်သိတော်ကျွန်တော်လူလူရှာမှရှာဒီလိုထင်ပြီးတော့ပြောကိုကြွားလုံးအားကြီးကြွားခြင်းရဲ့ရွေချက်ကဘာလဲသူများထင်ကြီးခံရအောင်လုပ်တာသူလဲဟိုဘက်ထွက်သွားရောကျန်တဲ့ကောင်တွေကဘာပြောသွားငပေါ်ကြီးထင်ကြီးခံရမလားလို့ကြွားတာငပေါ်ဖြစ်သွားပါတယ်ဒါကလေးကိုမှတ်ထားပါထင်ကြီးခံရင်မကြွားပါနဲ့နှိမ့်ချရင်ထင်ကြီး